တယောက်တည်းနေထိုင်နေတဲ့အမျိုးသားတယောက်ဟာမှတ်ပုံတင်ပြန်လည်ထုတ်ယူဖို့သွားရင်းနဲ့မထင်မှတ်ထားတဲ့ပြိုဝဲချက်တစ်ခုကိုရှာဖွေတွေ့ရှိလိုက်ပါတယ်။သူ့အပေါ်မှာအသက်18နှစ်အရွယ်သမီးတယောက်မှတ်ပုံတင်ထားတယ်ဆိုတာဝန်ထမ်းတွေကပြောပြလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကအသက်30ပဲရှိသေးပြီးဘသူ့ကိုမှချစ်ခဲ့ဘူးတာတော့မရှိပါဘူး။ဒါပေမဲ့သူဟာ3နှစ်ကြာအောင်ဖခင်တယောက်ဖြစ်နေခဲ့ပြီလို့ဆိုပါတယ်။အစာပိုင်းမှာစနစ်မားယွင်းမှုလို့ထင်ခဲ့ပေမဲ့ဝန်ထမ်းတွေကမှတ်တမ်းတွေကိုပြန်လည်စစ်ဆေးကြည့်တဲ့အခါ3နှစ်ကြာကမိန်းကလေးဟာသူ့ရဲ့မှတ်ပုံတင်နံပါတ်အောက်မှာသမီးအဖြစ်ပြောင်းရွှေ့ဖော်ပြခဲ့တယ်ဆိုတာတွေ့ရှိရပါတယ်။စာရွက်စာတမ်းတွေပေါ်မှာသူ့ရဲ့လက်မှတ်တောင်ပါဝင်နေပါတယ်။အဲ့ဒီအမျိုးသားကသူ့လက်မှတ်ကိုချက်ချင်းရေးပြပြီးနှိုင်းယှဉ်ကြည့်လိုက်ပါတယ်။ဝန်ထမ်းတွေကလက်မှတ်နှစ်ခုကိုဂရုတစိုက်နှိုင်းယှဉ်ကြည့်ပြီးစာရွက်ပေါ်ကလက်မှတ်ဟာသူ့လက်ရေးမဟုတ်ဘူးဆိုတာအတည်ပြုလိုက်ပါတယ်။ဘသူ့အတွက်ကြောင့်မိန်းကလေးရဲ့အချက်လက်တွေကိုသူ့နာမည်အောက်မှာပြောင်းရွှေ့ထားတာလဲဆိုတာသူမစင်စားနိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာဝန်ထမ်းတယောက်ကသူ့အိမ်လိပ်စာဟာအကြောင်းရင်းရဲ့ထဲမှာပါဝင်လားလို့မေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသားကအကြောင်းရင်းကိုချက်ချင်းသဘောပေါက်သွားပါတယ်။သူနေထိုင်တဲ့အိမ်ဟာတစ်မြို့လုံးမှာအဆင့်အမြင့်ဆုံးအထက်တန်းကျောင်းနဲ့အရန်နီးကတ်တဲ့မိဘအများအပြားဟာသူတို့ကလေးတွေအဲ့ဒီကျောင်းတက်ဖို့အခွင့်အရေးတောင်မရကြပါဘူး။အမျိုးသားကအခြေအနေကိုအာဏာပိုင်တွေစီချက်ချင်းအကြောင်းကြားလိုက်ပါတယ်ပြီးတော့ပြောင်းရွှေ့မှတ်တမ်းတွေကိုလိုက်လံစစ်ဆေးပြီးမိန်းကလေးရဲ့မိသားစုကိုရှာဖွေတွေ့ရှိလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူတို့ဟာမိန်းကလေးရဲ့ထိပ်တန်းတက္ကသိုလ်ဝင်ခွင့်ရတဲ့စာရင်းကိုဆင်နွှဲနေကြပါတယ်။မိန်းကလေးရဲ့တကယ်ဖခင်က3နှစ်အကြာကဖြစ်ခဲ့တာတွေကိုရှင်းပြပါတယ်။အဲ့ဒီအချိန်ကသူဟာသူ့ရဲ့ဆက်သွယ်မှုတွေကိုလျှို့ဝှက်အသုံးပြုပြီးသူ့သမီးရဲ့အချက်လက်တွေကိုဒီဧရိယာထဲပြောင်းရွှေ့ခဲ့တာပါ။အဲ့ဒါကြောင့်သူ့သမီးဟာအဲ့ဒီအထက်တန်းကျောင်းကိုအောင်မြင်စွာတက်ရောက်ခဲ့ရတာပါ။သူကအဲ့ဒီအမျိုးသားဟာအိမ်တော်မပြုတ်ရသေးတဲ့ programmer တယောက်ဖြစ်ပြီးအမှန်တရားကိုတွေးရှိရင်တောင်ဆုံးရှုံးမှုကိုလက်ခံနိုင်မယ်လို့ယုံကြည်ခဲ့တာပါ။အမျိုးသားကသူတို့ရဲ့စကားဝိုင်းတစ်ခုလုံးကိုရှင်းရှင်းလင်းလင်းကြားလိုက်ရပြီးသူတို့ကသူ့ကိုမထီမဲ့မြင်ပြုနေတယ်ဆိုတာသဘောပေါက်သွားပါတယ်။သူကသူ့ရှိနေတငယ်ချင်းကိုရှာဖွေပြီးဖြစ်ပျက်သမျှကိုအစကအဆုံးပြောပြလိုက်ပါတယ်။သူ့တငယ်ချင်းကတက်တေအထောက်ထားတွေစုဆောင်းပြီးတရားစွဲဖို့တိုက်တွန်းလိုက်ပါတယ်။အမျိုးသားကသူတို့ဟာတာဝန်လွတ်မြောက်ဖို့နီလန်းတွေပြင်ဆင်ထားပြီးသားဆိုတာသိပါတယ်။မှတ်တမ်းမှာသူကမိန်းကလေးရဲ့ဖခင်အဖြစ်ပြသနေတာကြောင့်မိန်းကလေးအတွက်ပြောင်းရွှေ့နေထိုင်ခွင့် immigration လျှောက်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။လျှောက်လွှာတင်လိုက်တာနဲ့မိန်းကလေးရဲ့အချက်လက်တွေဟာပြန်လည်စစ်ဆေးမှုအသစ်ခံရမှာဖြစ်ပြီး3နှစ်အကြာကအတူအပေါက်စာရွက်စာတမ်းတွေဖော်ထုတ်ခံရမှာဖြစ်ပါတယ်။မိန်းကလေးရဲ့တက္ကသိုလ်ဝင်ခွင့်လည်းပယ်ဖျက်ခံရမှာဖြစ်ပါတယ်။မကြခင်မှာပဲသူတို့ဆောင်တွဲဟာအမျိုးသားစီအရင်ဆုံးလာရောက်ခဲ့ကြပါတယ်။တောင်းပန်ဖို့တောင်ညှင်းဆန်ကြပြီးမှတ်ပုံတင်ချက်လက်တွေပြောင်းလဲဖို့ပူးပေါင်းဆောင်ရွက်ပေးဖို့တောင်းဆိုကြပါတယ်။မိန်းကလေးရဲ့မိခင်ကပိုပြီးဒေါသတကြီးတောင်းဆိုချက်တစ်ခုပြုလုပ်လိုက်ပါတယ်။မှတ်တမ်းမှာသူကဖခင်ဖြစ်နေလို့မိန်းကလေးကိုထောက်ပံ့ဖို့$100သူညပေးခြင်းတယ်လို့တောင်းဆိုလိုက်ပါတယ်။ဒါတွေအားလုံးကြားပြီးနောက်အမျိုးသားကသူတို့နဲ့ထပ်မံဆက်ဆံဖို့မလိုတော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်နေ့မှာသူကပြောင်းရွှေ့နေထိုင်ခွင့်ရုံးကိုသွားပြီးမိန်းကလေးအတွက်ဖခင်အဖြစ်ပြောင်းရွှေ့နေထိုင်ခွင့်လျှောက်ထားဖို့ပြင်ဆင်လိုက်ပါတယ်။ဝန်ထမ်းကလျှောက်လွှာတင်လိုက်တာနဲ့မိန်းကလေးရဲ့တကယ့်အထောက်အထားဟာတရားဝင်ပြန်လည်စစ်ဆေးမှုစဉ်နဲ့ဝင်ရောက်မှာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။